အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ထူးထူးခြားခြားငယ်ဘဝအမှတ်တရခုံစွာတရေတွေရဲ့အကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဒီအကြောင်းတွေကဒဏ္ဍာရီတွေပုံမြင်တွေရုပ်ရှင်တွေနဲ့ယုံနှန်းစကားတတ်တာဖြစ်ပါတယ်လက်တွေမှာတော့ခုံစွာတရေတွေတကယ်ရှိလားမရှိလားဆိုတာကတော့ဘယ်မှမသိကြပါဘူးခုံစွာတရေတွေကိုမြန်မာခေါ်ဝေါ်ရတော့ချမ်းချီလို့ခေါ်ပါတယ်ချမ်းချီတွေကများသောအားဖြင့်ချင်းမင်းဆက်ခေတ်ကဝယ်အစားတွေနဲ့တွဲပြီးမြင်ရလိမ့်ရှိပါတယ်ပုံမှန်အဖြစ်ချမ်းချီတွေကဖြူဖြူဖြူအသားအရောင်ရှိပြီးတော့လူအများစုကတော့ချမ်းချီတွေကို1980နောက်ပိုင်းမှာထွက်ရှိခဲ့ကြတဲ့ဇက်ကားတွေမှာရင်းနှီးခဲ့ကြတာဖြစ်ပါတယ်ချမ်းချီတွေအများစုကတာမန်လူတွေလိုမဟုတ်ဘဲခုံဆွသွားကြလိမ့်ရှိပါတယ်ဒါကလည်းသူတို့ခုံဆွတရေလို့ခေါ်ကြတဲ့အကြောင်းရင်းတွေကတစ်ခုဖြစ်ပါတယ်ပုံမှန်အဖြစ်လူတွေတည်သွားတဲ့အခါမှာခန္ဓာကိုယ်ကတောင့်တင်းနေတာကြောင့်သူတို့အသက်တဖန်ပြန်ရှင်လာတဲ့အခါလမ်းလျှောက်ရခက်ခဲတာကြောင့်ခုံဆွပြီးသွားကြတယ်လို့လည်းယူဆကြပါတယ်လူတယောက်ကွယ်လွန်တဲ့အခါမှန်ကန်တဲ့ထုံးတမ်းအစဉ်အလာတွေနဲ့မမြုပ်နှံခဲ့ရင်သူဟာချမ်းချီအဖြစ်ပြန်လည်ရှင်သန်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒါအပြင်နတ်ဆရာမော်ဆရာတွေရဲ့ပြုစားမှုကြောင့်လည်းချမ်းချီအဖြစ်ပြန်လည်ရှင်သန်နိုင်တယ်လို့ဆိုကြပါတယ်။တနည်းအားဖြင့်ရှေးခေတ်ကအလောင်းကောင်တွေကိုခရီးဝေးတည်ယူကြတဲ့အခါမှာတည်ယူရွှေ့ပြောင်းရလွယ်ကူဖို့အတွက်မော်ပညာအောင်သုံးပြီးတော့အသက်ပြန်ရှင်စေတယ်လို့ယူဆကြပါတယ်။ဒါပေမဲ့အခါတလေမှာထိန်းချုပ်မှုအောက်ကလွတ်သွားပြီးတော့ချမ်းချီအဖြစ်ပြောင်းလဲသွားတယ်လို့လည်းဆိုကြပါတယ်။တရုတ်ဒဏ္ဍာရီတွေပုံမြင်နေမှာတော့ချမ်းချီကိုအမျိုးအစားအများကြီးခွဲကြပါတယ်။အကြမ်းမြင်ကတော့သပင်ဖြူနေတဲ့ချမ်းချီရဲ့အမွှေးစိမ်းချမ်းချီအမွှေးနဲ့ချမ်းချီနဲ့ပြန်နိုင်တဲ့ချမ်းချီအပြင်တန်ချက်ကဝတ်ထားတဲ့ချမ်းချီတွေရှိတယ်လို့လည်းခွဲခြားကြပါတယ်။သပင်ဖြူနေတဲ့ချမ်းချီကတော့အများဆုံးတွေ့ရတဲ့အမျိုးအစားဖြစ်ပါတယ်။သူတို့ကအင်အားအနည်းဆုံးနဲ့ထိန်းချုပ်ရအလွယ်ကူဆုံးချမ်းချီတွေပဲဖြစ်ကြပါတယ်။ဒီအမျိုးအစားကတော့ပထမအမျိုးအစားထက်ခွန်အားကြီးပြီးတော့အစိတ်အတောက်တွေလည်းရှိတယ်လို့ဆိုကြပါတယ်အမွှေးနဲ့ချမ်းချီတွေကတော့ချမ်းချီတွေထဲမှာအားအကောင်းဆုံးတွေကအပါဝင်လို့ဆိုကြပါတယ်ပြီးတော့သူတို့ရဲ့ခန္ဓာကိုယ်မှာအနက်ရောင်အမွှေးအမြင်တွေကအများကြီးရှိပြီးတော့အလွန်ရန်လိုတတ်တယ်လို့လည်းဆိုကြပါတယ်ဒီတစ်ကောင်ကတော့ရုပ်ရှင်တွေပုံမြင်တွေမှာရှားပါးပါးတွေ့ရတတ်တဲ့အကောင်ပဲဖြစ်ပါတယ်သူတို့ကတော့ခုံနိုင်တဲ့အပြင်ကိုပြန်နိုင်တယ်လို့လည်းဆိုကြပါတယ်ဒီမျိုးစားကတော့အလွန်အန္တရာယ်များတဲ့အမျိုးအစားဖြစ်ပါတယ်သူတို့ကတော့စစ်သူရဲတွေကွယ်လွန်တဲ့အခါမှာချမ်းချီဖြစ်လာတာကြောင့်ချက်ဝတ်တစားတွေနဲ့တွေ့ရတာဖြစ်ပါတယ်သူတို့ကလည်းတာမန်ချမ်းချီတွေတက်ခုခံဟာပုံမြင်ပါတယ်ဒါတွေကဒေတာအလိုက်ပုံမြင်တွေယုံနှန်းစကားတွေနဲ့ပုံမြင်ပြောသူရဲ့စိတ်ကူးစိတ်တမ်းပေါ်မူတည်ပြီးတော့အမျိုးအစားအမျိုးမျိုးကွဲပြားတတ်ကြပါတယ်ချမ်းချီတွေရဲ့အကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ဖူလို့ခေါ်တဲ့မှော်စာရွက်တွေအကြောင်းကိုလည်းထည့်ပြောရမှာဖြစ်ပါတယ်ပုံမှန်အဖြစ်မှော်စာရွက်တွေကအဝါရောင်အဖြစ်ရုပ်ရှင်တွေဇာတ်လမ်းတွေထဲမှာတွေ့ရလေရှိပြီးတော့အနီရောင်မှော်စာရွက်တွေလည်းရှိတယ်လို့ဆိုကြပါတယ်ဒီစာရွက်တွေပေါ်မှာရေးထားတဲ့စက်လုံးတွေပုံတွေကတော့နတ်ဖျားတွေရဲ့နာမည်ပြီးလို့ရှိရင်မှော်အင်းကွက်နဲ့အတားမြစ်စကားလုံးတွေဖြစ်ပါတယ်ရေးဆွဲသူအပေါ်မှာမူတည်ပြီးတော့လည်းအတုံးအနှုံးတွေပြောင်းလဲတတ်ကြတယ်လို့လည်းဆိုကြပါတယ်ပုံမှန်အဖြစ်ဒီစာရွက်တွေကိုချမ်းချီတွေရဲ့နှစ်ဖူးမှာကတ်လိုက်တာနဲ့ခိတ္တရက်တန်သွားစေနိုင်ပါတယ်ဒါအပြင်မှော်ဆရာတွေကချမ်းချီတွေကိုသူတို့ရဲ့အမိန့်ကိုနာခံစေဖို့အတွက်လည်းဒီစာရွက်တွေကိုအသုံးပြုကြပါတယ်ဒါမှမဟုတ်ဒီစာရွက်တွေကိုတရေဖက်နာအပြင်တဆေတွေတရေတွေရဲ့အန္တရာယ်ကကာကွယ်ဖို့အတွက်လည်းအဆောင်အဖြစ်အသုံးပြုကြပါတယ်များသောအားဖြင့်အသုံးပြုတွေရဲ့သုံးဆွဲမှုအပေါ်လိုက်ပြီးတော့အာနိသင်အမျိုးမျိုးတက်ရောက်လေရှိပါတယ်တချို့ကတော့ဒီစာရွက်တွေကကံကောင်းစေတယ်လို့လည်းယူဆကြပါတယ်ချမ်းချီတွေကချင်းကြလာတဲ့အမျှအင်အားတွေကြီးလာပါတယ်လူတွေရဲ့သွေးဒါမှမဟုတ်လို့ရှိရင်ခြီစွမ်းအင်တွေကိုစုပ်ယူတာများလာလေလေခွန်အားအမြန်နှုံးနဲ့ခန္ဓာရည်တွေကတိုးလာပါတယ်တခါတလေနှစ်တွေအလွန်အကျွံကြာသွားတဲ့အခါမှာနေအောင်တန်တွေကိုခံနိုင်တာအပြင်ပြန်နိုင်တာမျိုးတွေအထိပါလုံလာနိုင်တယ်လို့ဆိုကြပါတယ်တခါတလေသူတို့ရဲ့သက်ဆိုင်ရာနှစ်တွေကိုလိုက်ပြီးတော့အသိဉာဏ်တွေတိုးလာကြတယ်လို့လည်းဆိုကြပါတယ်ရုပ်ရှင်တွေဇာတ်လမ်းတွေမှာချမ်းချီအများစုကအားနည်းချက်ရှိတယ်လို့ဖော်ပြကြပါတယ်တန်တဲ့ပစ္စည်းမှော်ပစ္စည်းနဲ့မှန်တွေမှော်စာရွက်တွေကချမ်းချီရဲ့အဓိကအားနည်းစေတဲ့အချက်တွေဖြစ်ပါတယ်ချမ်းချီတွေရဲ့အဓိကအားနည်းချက်ကတော့နေအောင်ဖြစ်ပါတယ်ချမ်းချီအများစုကနေအောင်ထိတဲ့အခါမီးလောင်ပြီးတော့တေးတဲ့အထိကိုအနေနဲ့များကြပါတယ်အဲ့ဒါကြောင့်မလို့ချမ်းချီအများစုကနေဘက်မှာတားကောင်တွေကိုမလိုက်ဖဲနဲ့ညဘက်တွေမှာပို့ပြီးတော့လှုပ်ရှားကြတာကိုတွေ့ရပါတယ်ခုံစွာတရေတွေကိုလူသိများတဲ့အချက်ကတော့မင်းသားကြီးလင်းကျန်းရင်ကြောင့်ဖြစ်ပါတယ်သူ့တိုင်ငင်ကခုံစွာတရေဇက်ကားတွေအများကြီးရှိပေမဲ့ဒီဇက်ကောင်ဟာသူ
သူ့ရဲ့လက်ထဲမှာအတောက်ပါဆုံးဖြစ်ပါတယ်သူရိုက်ခဲ့တဲ့ဇာတ်ကားတွေထဲမှာ Mr. Vampire ဆိုတဲ့တရုတ်ခုံစွာတရေတွေအကြောင်းရိုက်ထားတဲ့ဇာတ်ကားကအအောင်မြင်ဆုံးနဲ့လူအသိအများဆုံးဖြစ်ပါတယ်လင်ကျန်းရင်က1952ခုနှစ်မှာမွေးဖွားပြီးတော့1998ခုနှစ်မှာအသည်းကင်ဆာနဲ့ကွယ်လွန်ခဲ့ပါတယ်သူကွယ်လွန်တဲ့အချိန်မှာအသက်က44နှစ်သာရှိပြီးတော့ဟောင်ကောင်ရဲ့ရုပ်ရှင်လောကမှာအနှစ်20ကျော်တောင်ပါဝင်ခဲ့တာဖြစ်ပါတယ်သူကွယ်လွန်ပြီးတော့သူ့ရဲ့အနာရေးအခမ်းအနားကိုမင်းသားကြီးဂျက်ကီချန်တို့လည်းတက်ရောက်ခဲ့ကြပါတယ်နောက်ပိုင်းမှာဒီခုံစွာတရေတွေကိုမင်းသားအမျိုးမျိုးဇလန်အမျိုးမျိုးနဲ့ရိုက်ကူးခဲ့ရပေမဲ့ထင်းလောက်အောင်မြင်မှုတော့မရရှိခဲ့ပါဘူးဒါအပြင်ကျွန်တော်တို့ရဲ့ရင်ထဲကိုလည်းတိတ်ပြီးတော့ဝင်ရောက်နိုင်စွမ်းမရှိတော့ပါဘူးအဲ့တော့ဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပဲပြန်တွေ့ပါမယ်